ကားသမားဆရာကြီးကလည်းကျွန်တော်တို့ပြောတယ်ပေါ့နော်33မိုင်လို့ပါလို့ဆိုတာတော့လေဒီကားသမားတွေအကြောက်ဆုံးနေတာပေါ့နော်တော်တော်နောက်ကားမရကြောက်လို့ပြောတယ်33မိုင်မှာကျွန်တော်တို့မပြီးမှာမပြီးတဲ့ခါကျကျွန်တော်တို့ကဒီtoilet ပေါ့နော် toilet သွားလိုက်တဲ့ချိန်ကစပြီးဖြစ်တာပေါ့အဲ့မှာဒီကျွန်တော်တို့ထဲရတော့ကလေးလေးတယောက်ကိုပေါ့နော်အဲ့လိုမျိုးစပြီးတော့ထုတ်တက်တာပေါ့အများအားလို့ကျွန်တော်ပေါ့နော်အများအားလို့ကျွန်တော်လုပ်ပြီးလိုက်ဆိုပြီးတော့အဲ့လိုပြောတဲ့ခါကျကျွန်တော်အများအားလုပ်ပြီးရခင်ဗျာအဲ့ဒီချိန်မှာပေါ့နော်ခဏငြိမ်သွားတယ်ပေါ့ပြီးလည်းပြီးတော့ထပ်ဆိုးလာတာပေါ့နော်ထပ်ဆိုးလာတဲ့အချိန်မှာကျွန်တော်ကမရတော့ဘူးပေါ့နော်မရတော့ဆိုတော့လူငယ်လည်းဖြစ်တဲ့အတွက်ပြီးတော့ပါလာတဲ့လူတွေကလည်းအကုန်လုံးလည်း main page လည်းများတာပေါ့နော်မင်းတို့တွေဘယ်လိုပြောမလဲအလှဲကြပြီလားဟမ်3ယောက်ထဲမှာ3ယောက်ထဲမှာ1ယောက်တော့နေခဲ့ရမယ်လို့2ယောက်တော့နေခဲ့ရမယ်လို့နော်ဟုတ်ပြီးတော့ဒီကားကြီးကဆက်သွားလို့မရတော့ဘူးပြောတာရှိရကြံခဲ့ရမယ်လို့အကုန်လုံးဘာဖြစ်ရမယ်လို့အကုန်ရှောက်ပြောတာပေါ့ကောင်းတာတော့လားကောင်းတာတော့လည်းတော့ကောင်းတဲ့ပွဲနဲ့မကောင်းတဲ့ပွဲနဲ့ကြိုင်နေတယ်ကျွန်တော်ကောင်းတဲ့လူကနိုင်ရပါတော့အဲ့လိုနောက်လည်းမရတော့ဟိုလင်းမြတ်နေပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကတော့ဒေါက်တာကွန်ဂျာမြတ်ဖြစ်ပါတယ်ဒီမြစ်တာရေးစပရိုက်တာဖွဲ့ရပါတော့ကြီးချက်သူပေါ့နော်သူကတော့တရုတ်ဆောင်လင်းမြတ်နေသူကဒီကျွန်တော်တို့လူငယ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်ဟုတ်ကဲ့မှာကျွန်တော်တို့အင်းလေးကိုပေါ့နော်မေလ1ရက်နေ့ကနေစပြီးတော့သွားတဲ့အချိန်မှာအင်းလေးဒေသမှာရှိတဲ့ဒီအင်ဂျီပေါ့နော်အင်ဂျီ30ကိုငွေသား330လူခဲ့တယ်ပြီးတော့အင်ဂျီ200ကျော်အတွက်လည်းကျွန်တော်တို့360ကျော်နီးပါးတန်ဖိုးရှိတဲ့ပစ္စည်းတွေလည်းဝေခဲ့ရပေါ့နော်အဲ့တော့ကျွန်တော်တို့အလူတွေပြုတ်တယ်ပေါ့နော်ပြုတ်တဲ့အချိန်မှာကျွန်တော်တို့ဒီလန်ကီးတစ်လျှောက်ကြုံခဲ့ရတဲ့ထူးထူးဆန်းဆန်းဖြစ်ရလေးတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒါလင်းမြတ်နေလို့ဆိုလို့ရှိရင်ကိုတွေ့ပဲပေါ့နော်အဲ့အကြောင်းလေးတွေကျွန်တော်တို့မီဒီယာတစ်ဆင့်မျှဝေပေးကြပါတကယ်ကိုတွေ့ဖြစ်ရကြုံရတယ်ဆိုတော့လေအဲ့လိုမျိုးတကယ်ကိုအခုပြန်တွေးလိုက်တာရင်ထဲမှာကိုတထိတ်ထိတ်ကိုဖြစ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ကြက်သိန်းတွေထပြီးကြောက်နေတော့မယ်ပေါ့နော်အဲ့ဖြစ်ပျက်လေးတွေကိုနင်းနေရစပြီးတော့ပြောပြပေးပါအောင်ကျွန်တော်တို့ကပေါ့နော်ဒီကင်းလေးဆိုပြီးတော့ဒီလ1ရက်နေ့ကိုကျွန်တော်ကဒီဖို့ဆုံးမှာရ30ရက်နေ့ညမှာကျွန်တော်တို့စပြီးခင်းစဖြစ်တာပေါ့နော်ဟုတ်တယ်ဒီစတယ်ဆက်တဲ့ချိန်မှာ33မိုင်မှာကျွန်တော်တို့မပြီးမှာမပြီးတဲ့ခါကျကျွန်တော်တို့ကဒီtoilet ပေါ့နော် toilet သွားလိုက်တဲ့ချိန်ကစပြီးဖြစ်တာပေါ့အဲ့မှာဒီကျွန်တော်တို့ထဲရတော့ကလေးလေးတယောက်ကိုပေါ့နော်အဲ့လိုမျိုးစပြီးတော့ထုတ်တက်တာပေါ့အဲ့တော့ကျွန်တော်ကလည်းပထမတော့ဒီပုံမှန်တိုင်းပေါ့နော်အဲ့လိုဆိုတော့ဖြစ်ချင်တော့မှရဲ့ဒီကားသမားဆရာကြီးကလည်းကျွန်တော်တို့ပြောတယ်ပေါ့နော်33မိုင်လို့ပါလို့ဆိုတာတော့လေဒီကားသမားတွေအကြောက်ဆုံးနေတာပေါ့နော်တော်တော်နောက်ကားမရကြောက်လို့ပြောတယ်ပြီးတော့ကားပြစ်လို့ရှိရင်လည်းပေါ့တော်နဲ့အဲ့လိုမျိုးပေါ့ရှင်းအဲ့လိုမျိုးမရဘူးပေါ့လေပြောကြတာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ကလည်းဟိုတော့လူငယ်လည်းဖြစ်တယ်မှာရဲ့တိတ်ပြီးတော့ဟိုယုံကြည်ရလည်းကျွန်တော်တို့ကတိတ်မရှိဘူးပေါ့နော်ယုံကြည်မရှိဘူးဆိုတော့ဒါကိုယ့်ရဲ့အတူစိတ်ကြီးကိုကျွန်တော်ဆက်သွားပြီးကျွန်တော်သွားတဲ့အချိန်မှာတတိပိနဲ့ပို့ဆိုးလာတယ်ဆိုးလာတယ်အဲ့လိုမျိုးပေါ့ဒါလည်းကျွန်တော်ကလည်းဟိုဒီအကိုတို့ပေါ့တန်းပြီးတော့ကျွန်တော်နမ်းမေးတာပေါ့နော်ဒီကျွန်တော်တက်ပို့ပြီးတော့လည်းမာလာကြီးလည်းရှိတယ်ပြီးတော့တွေ့ကြုံလည်းရှိတယ်တက်ပို့ကျွန်တော်မေးတယ်ဒီအခါကျတော့ဒီကိုရလဲပေါ့နော်ဒီလိုပေါ့ဒါဟိုအများအားလို့ကျွန်တော်ပေါ့နော်အများအားလို့ကျွန်တော်လုပ်ပြီးလိုက်ဆိုပြီးတော့အဲ့လိုပြောတဲ့ခါကျကျွန်တော်အများအားလုပ်ပြီးရခင်ဗျာအဲ့ဒီချိန်မှာပေါ့နော်ခဏငြိမ်သွားတယ်ပေါ့ပြီးလည်းပြီးတော့ထပ်ဆိုးလာတာပေါ့နော်ထပ်ဆိုးလာတဲ့အချိန်မှာကျွန်တော်ကမရတော့ဘူးပေါ့နော်မရတော့ဆိုတော့လူငယ်လည်းဖြစ်တဲ့အတွက်ပြီးတော့ပါလာတဲ့လူတွေကလည်းအကုန်လုံးလည်း main page လည်းများတာပေါ့နော်Take off. ဒီလိုအမရဲ့ဟိုပါပေါ့နော်သူကနေပြီးတော့ဆက်စကျ33မိုင်မရောက်ခင်ကျွန်တော်တို့က pride လုပ်တဲ့နေရာကျွန်တော်အိမ်မက်မကောင်းဘူးအိမ်မက်မကောင်းတာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အိမ်မက်ထဲမှာဒီအင်းလေးသွားဖို့အတွက်လမ်းခီးမှာမကောင်းဆိုးဝါးတွေကကားကိုဝိုင်းဆွဲကြတယ်လှေကိုဝိုင်းပြီးတော့အောက်ကနေတွန်းပြီးတော့မှောက်ကြတယ်ဆိုကျွန်တော်အိမ်မက်မှတ်တယ်မှတ်တော့ကျွန်တော်လင်းမြတ်တွေကိုချက်ချင်းဖုန်းဆက်တယ်ပေါ့နော်ဒီလေးလို့ဒီခရီးသွားမယ်ဆိုလို့ရှိရင်တော့မင်းခြေလေးချောင်းလုံးဝမစားနဲ့တော့ပြီးလို့ရှိရင်အရက်တေစာလုံးဝမတောက်စားနဲ့အကောင်လုံးရှောင်လိုက်တော့မင်းတို့တစ်ဖွဲ့လုံးအလူကန်တဲ့တစ်ဖွဲ့လုံးအကုန်ရှောင်လိုက်တော့အကိုအိမ်မက်လုံးဝမကောင်းဘူးဒီခရီးလမ်းစီကငါတို့အတွက်မကောင်းတဲ့နမိတ်ကိုပြနေတယ်ဒါပေမဲ့ငါတို့က pride လုပ်တဲ့အတွက်ကြောင့်ဒီလိုကြုံကောင်းကြုံရနိုင်တယ်ဆိုပေမဲ့လေဒါပေမဲ့ဒီ pride အလူကြောင့်အောင်နိုင်မယ်ပေါ့နော်အဲ့လိုမျိုးပြောတော့ तू ကနေပြီးတော့ကိုကြီးတဲ့နားထောင်မဲတဲ့ကျွန်တော်စကားနားထောင်မဲ तू အဲ့ဒီအားဆက်ပြီးအဖွဲ့ထဲမှာ तू စီကန်းနေထုတ်တယ်အမဲရောင်မဝေးရခြေလေးချောင်းမစားရအမဲသားပေါ့နော်အဓိကအမဲသားတွေပဲမစားခိုင်းဘူးပေါ့နော်ပြီးလို့ရှိရင် तू BI အရက်တွေဆိုင်မတောက်စားရဆိုပြီးတော့မိတ်ထုတ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်စီကန်းထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ထုတ်ထားတော့ကိုကလည်း तू က33မိုင်ရလေကျွန်တော်ရှိကိုဖုန်းဆက်တဲ့အခါမှာကိုကြီးတဲ့ကျွန်တော်တို့ကားပေါ်မှာတော့ပါလာပြီးတဲ့ဟာငါအိမ်မက်ထဲကအတိုင်းပဲလို့အခုပြောရင်တော့ချက်သိမ်းထားအိမ်မက်ထဲကအတိုင်းပဲပေါ့နော်
ဘလို့ဖြစ်တာလဲဆိုတော့ကားပေါ်မှာပါလာတဲ့အသက်ငယ်ဆုံးပေါ့နော်ပရာဟိတလုပ်တဲ့ကောင်လေး तू ကကြောင့်တခါမှခရီးမထွက်ဘူးခရီးမထွက်တော့သူ့ဝင်ရလဲဒီပရာဟိတအဖွဲ့နဲ့သူ့သားလေးကုသိုလ်ရအောင်ယုံကြည်စိတ်ချပြီးတော့ထည့်လိုက်တာသူ့အမေအဖေတွေကလည်းလုံးဝဟိုလိုမျိုးပေါ့နော်ပြောရလို့ရှိရင်ကောက်ကောက်မုံမုံမွေးထားတဲ့ကလေးပေါ့နော်အဲ့လိုမျိုးလေးကလေခရီးလဲရောက်တော့ तू ကနေပြီးတော့33မိုင်မှာစပြောလိုက်တယ်တဲ့ပြောတဲ့လူပေါ့နော်ပြောဘာလို့ပြောလိုက်လဲဆိုတော့ဘာကြည့်နေရလဲတဲ့ like ခဲ့လေလို့ပြောလိုက်တယ်အဲ့ကောင်လေးကအဲ့လိုပြောလိုက်တဲ့ခါမှာလင်းမြတ်နေလို့ကလည်းဘ누구ကိုပြောရလဲဆိုပြီးတော့မေးလိုက်တော့ဘယ်သူမှမဟုတ်ပါဘူးဆိုအဲ့ချိန်မှာ तू 33မိုင်နေရ तू ကအဲ့တရေကိုသွားခေါ်လိုက်မိတာဖြစ်တာပရလောကတွေပေါ့နော်မမြင်ရတဲ့ပရလောကတွေကိုဖြစ်တော့အဲ့ချိန်မှာ33မိုင်နေရစပြီးအဲ့ကလေးကသူများတွေကိုလိုက်ပြီးတော့နှောက်ရှက်လိုက်မင်းတို့တွေဘယ်လိုပြောမလဲအလှဲကြပြီလားဟမ်3ယောက်ထဲမှာတယောက်ထဲမှာ1ယောက်တော့နေခဲ့ရမယ်လို့2ယောက်တော့နေခဲ့ရ2ယောက်တော့နေခဲ့ရမယ်လို့နော်ဟုတ်ပြီးတော့ဒီကားကြီးကဆက်သွားလို့မရတော့ဘူးပြောတာရှိရကြံခဲ့ရမယ်လို့အကုန်လုံးဘာဖြစ်ရမယ်လို့အကုန်ရှောက်ပြောတာပေါ့ရှောက်ပြောသလိုပေါ့နော်ကျွန်တော်ကိုယ်လည်းဆရာဝန်ဖြစ်တယ်ဆိုတော့စိတ်ချမ်းသာရေးများ तू အဲ့လိုဖြစ်သလားပေါ့နော်ကျွန်တော်ကတော့စမ်းသက်စစ်ဆေးခိုင်းတာပေါ့နော်မဟုတ်ဘူးကိုကြီးတဲ့ तू ွားတဲ့အဲ့လိုမျိုးပရိတ်ရည်တွေဘာရည်နဲ့ဖျားစာတွေဘာရွတ်လိုက်လို့ရှိရင်ငြိမ်ကြသွားတယ်တဲ့စိတ်ချမ်းသာရေးမကောင်းတဲ့လူဆိုရင်တော့အများအားပဲអော်နေမှာပေါ့လေဒါပေမဲ့ပြန်ပြီးတော့ထဖြစ်လာရကနေသူတို့တွေကိုလည်းအကောင်လေးကိုပေါ့နော်အမြန်လန်းကနေပို့မလားဆိုတော့အကောင်လေးကပို့လိုက်ပြန်ရင်လေ तू ကအမဘယ်လိုသဘောလဲဆိုတော့တရေပရလောကသားရဲ့သဘောကကြတော့ဒီခနာကိုမရှိလို့ရှိရင်တခြားခနာကိုဝင်မဲ့ပုံစံမျိုးရှိတယ်ဒီကောင်လေးကိုပြန်ပို့လဲနောက်တစ်ယောက်ကိုသူတို့ကဆက်ပြီးတော့လိုက်မှာပဲအဲ့လိုမျိုးဆိုဟာဆရာဘန်းကြီးတို့ကဒီဘာသာရေးတွေအရန်လုပ်တယ်ပရိလည်းတားစိတ်တော့ဆရာဘန်းကြီးကိုဖုန်းဆက်တော့ဆရာဘန်းကြီးကသူတဲ့ညင်တယ်ပေါ့နော်လိုက်လာကြပြီတဲ့ပထမခေါ်လိုက်တဲ့ပရလောကကနေတစ်စစ်တစ်ယောက်ပြီးတစ်ယောက်ကားပေါ်အကုန်ဖြည်းဖြည်းနဲ့မှရေကျွန်တော်တို့ကခရီးထွက်လို့ရှိရင်လူစုတယ်လို့ပေါ့ဖြည်းဖြည်းနဲ့လူကပြေးသွားတာလူပြေးသွားတယ်အခုကောင်းသွားတာကြောင့်ကျွန်တော်တို့တွေကဟိုပေါ့ဟိုဆင်ပြေသွားတာပါဆင်ပြေသွားတယ်ကျွန်တော်ကောင်းတာတလို့ပါမှာကောင်းတာတလို့လည်းတော့ကောင်းတဲ့ပွဲနဲ့မကောင်းတဲ့ပွဲနဲ့ကြိုင်နေတယ်ကျွန်တော်ကောင်းတဲ့လူကနိုင်ရသွားတာပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ကတကယ်လို့ပေါ့ဒီမကောင်းတာလုပ်မယ်လို့ရှိရင်တော့ဒါကြီးကတော့လူတွေတော့မတွေးသေးတာပေါ့နော်တခုကောင်းသွားတာကကျွန်တော်တို့ခြေလေးရောက်လုံးဝမစားပါဘူးအမရေတကယ်လို့ခြေလေးကြောင်းလာစားမယ်လို့ရှိရင်တော့ကျွန်တော်တို့ဘာတစ်ခုချက်ဖြစ်နေလဲကားအက်ဆီဒန့်တွေပါဖြစ်ကိုဖြစ်မှာအိမ်မက်ကလည်းကျွန်တော်တို့ကမဖတ်ခင်ပါလေအဲ့လိုမျိုးမှတ်ထားတာပေါ့နော်ဒါနဲ့ဟိုကျွန်တော်တို့ဘက်ကနေပြီးတော့အဲ့လိုမျိုးပေါ့ကျွန်တော်တို့လုပ်ဆရာရှိတာလေးသိန်းထားမပြောက်သေးဘူးသိန်းထားမစားဘူးအမဲမဝေးဘူးပေါ့နော်ဒါကျွန်တော်တို့ကတူဖို့သွားတာလေတူဖို့သွားတယ်သူတို့လည်းကျွန်တော်ကအနောက်ဆက်ပေးတာပေါ့သူတို့လည်းကျွန်တော်တို့အနောက်ဆက်ပေးလို့မရဘူးညာဒါတော့ပေါ့ဒီခဏပြောတယ်လို့ပေါ့ဒီကျွန်တော်လူငယ်တစ်ပါးဝါဆိုရင်ပုံမှန်ရဆိုကျွန်တော်မယုံဘူးပေါ့နော်ဘုံတော့ကျွန်တော်တို့ကိုယ်ရတယ်ပုံပြီးတယ်ပေါ့ဒါပေမဲ့ဒီကလေးကအဲ့လိုနည်းနည်းလေးပေါ့အဲ့လိုတော့ပြောလိုက်တူဆန်းဆန်းနေဖြစ်လာဖြစ်သွားတာပေါ့ဟုတ်နောက်တစ်ခုကအဲ့ကလေးအပြင်ကိုသူတို့ကားပေါ်မှာပါလာတဲ့ကောင်မလေးနဲ့ကောင်လေးပေါ့နော်ကောင်မလေးနဲ့ကောင်လေးနှစ်ယောက်ကဘာမြင်လဲဆိုတော့မိန်းမတစ်ယောက်ကမှတ်တိုင်မှာရှာအရှိကြီးသူတို့ထုတ်ပြလာရက်ပြီးတော့တရောင်းရှိရရှာအဲ့လိုမျိုးဗဇက်ကြီးဟာပြီးတော့ရှာကြီးတော့တကယ်ကြီးလားဆိုတကယ်ကြီးရဲ့ဆရာရဲ့မလိမ်ပါဘူးတဲ့တကယ်ကြီးပါတဲ့သမီးတို့2ယောက်စလုံးကိုတွေ့တာ1ယောက်တည်းတွေ့ရင်တော့မှဒါကလိမ်တယ်ပေါ့နော်2ယောက်လုံးတစ်ပြိုင်တည်းတွေ့တာရှာအောင်မှသူတို့အခောက်လိုက်ကြီးကိုအဲ့လိုကြီးထုတ်ပြလာတဲ့သူတို့33မိုင်နေစပြီးတော့အကုန်ပါလာတာပေါ့နော်အဲ့ဒါဟုတ်ကျွန်တော်လည်းဟိုပြောတယ်နော်မြင်တယ်ဆိုတာဒါလည်းဟိုလမ်းမာလေးရတော့ဒီအောက်ဘက်ကိုဆင်းသွားတာပေါ့ယောက်ျားကြီးတစ်ယောက်ပဲသူကမျက်နှာမပြဘူးနော်အင်ကြီးတစ်ဖြူနဲ့အဆိုးနဲ့ဟိုအောက်ကိုဆင်းသွားပြီးတော့အမွှေးနဲ့ရေကျွန်တော်ရတယ်ခင်ဗျအမွှေးနဲ့ရတယ်ပြီးတော့ဒီကျွန်တော်တို့တခြားပေါ့ဒီပုတ်စော်နဲ့နန်းနာတွေပေါ့နော်တော့ရှောက်ရတာပေါ့တံငွေတော့ဆရာတို့ရောက်ပါဆရာတို့ကဝိုင်းပြီးတော့ဖုံနဲ့ထုတ်သေးတယ်ကလောမှာဖုံကြီးနဲ့ထုတ်တယ်ကျွန်တော်အေးလေးလူပြီးတော့ကလောမှာတည့်ရပေါ့အဲ့လိုညအိုက်နေတော့ခရီးရန်ပန်းတော်မှာညဘက်ပြန်မစင်းကျင်တော့ဘူးပေါ့နော်အဲ့လိုလေးလည်းညမှာဖြစ်ခဲ့တဲ့ခါကျတော့ကျွန်တော်မနေ့ကမှပေါ့အေးလေးစင်းနေပြီးတော့အဲ့လိုမျိုးပေါ့လုပ်ထားတာပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့မှအဲ့လိုမျိုးဒီကလောကျွန်တော်တို့ဟိုတယ်မရောက်ခင်ပါနဲ့ကလေးကိုထပ်ပြီးတော့အဲ့လိုမျိုးဒုက္ခထပ်ပေးတာပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့အရေးကြီးတွေလည်းပါတယ်မှာရဲ့ဖုန်းအဲ့လိုမျိုးပေါ့လက်ပတ်ကျိုးတွေပါတော့ကလေးကိုကျွန်တော်တို့ကတေချာလေးလုပ်ပြီးတော့ဖျားစာတွေပေါ့နော်တိတိလေးပြန်ဖို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဘက်ကနေကောင်းကောင်းထိန်းနိုင်ခဲ့တာပေါ့ထိန်းနိုင်ခဲ့ပြီးတော့ဖုန်းကြီးเจ้าမှာကျွန်တော်တို့ဥစဉ်ကိုရှောက်ပြီးတော့မှဒီလိုဖြစ်တဲ့ဆိုတဲ့အကြောင်းလေးပြတာပြတဲ့ကျွန်တော်ဥစဉ်ကလည်းခပန်းကျိုးတွေပါတယ်နဲ့ခြေပြီးလိုက်တယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီနောက်တစ်ခုထူးဆန်းလာကြတော့ဗာလဲဆိုတော့ခုကလေးကိုမှတိုက်ဆိုင်နေအဲ့လိုဟိုတယ်ကျွန်တော်တို့ငားတဲ့အချိန်မှာလဲဟိုတယ်ကလုံးဝရှာမတွေ့ဘူးမတွေ့တဲ့အချိန်မှာနောက်ဆုံးအဲ့ဟိုတယ်တစ်ခုတွေ့တယ်ဟိုတယ်ကသူကအိမ်လုံးစံမျိုးလုပ်ထားအိမ်လုံးစံမျိုးလုပ်လဲလုပ်ထားတော့သူကသိုးတာဝန်ထမ်းလည်းမရှိဘူးအဲ့ဟိုတယ်မှာတယောက်မှလည်းမရှိဘူးတဲ့လူလည်းကြောက်မှမရှိဘူးတယောက်မှကျွန်တော်တွေ့ရလူတွေဘယ်ရောက်မှမသိဘူးအဲ့လိုဖြစ်နေ
ပြီးရင်ညဘက်ကျတော့ကိုဆိုတာတပင်းနဲ့ပုံလေးပဲအထက်မှာချိန်ရတာတပင်းနဲ့ပုံလေးကကျွန်တော်တို့ကြည့်နေဖြစ်အဲ့မှာကျွန်တော်အိုင်းစမှာပဲတစ်ချိန်တစ်ပုံကျွန်တော်ဖွင့်ပြီးချင်းဆက်နေအဲ့ဒီဆက်နေချိန်မှာအဲ့ဒီချင်းကိုမိမတယောက်လိုက်ဆုံးတယ် ဟိုတယ်ထဲတီကိုသူတို့ကပါလာတာ ဟိုတယ်ထဲမှာ ဟိုတယ်ထဲတီကို ဂရင်းဘောက်ကနေပြီးတော့အဲ့လိုလက်ကြီးလာခောက်တယ်ကျွန်တော်ရဲ့အဖွဲ့တွေကကောင်လေးတွေအဲ့လိုကြားလာပေါ့ပြီးပြီးတော့ခလေးတကားတွေကကျွန်တော်တော့ခတ်ပြီးသိခဲ့တယ်ကျွန်တော်ခလေးတော့စားမယ်ပြန်လဲပြန်လာတော့အဲ့တကားတွေပုံပို့ကျွန်တော်တကားတစ်ခုပဲတော့ခတ်ထားတာဒါအမှန်ဆုံးတကားတော့ကိုဆိုးတာမနေ့ပိုင်းကျွန်တော်ပြန်မယ်လို့လဲလို့အဲ့ဒီမှတ်ပုံတွေကျွန်တော်ကပေါ့ဒီဟိုတယ်မှာတဲတာဒီပိုင်ရှင်ကတော့တက်ကြီးကြီးဆိုတော့သူကအိတ်နေပေါ့နော်အိတ်နေဆိုကျွန်တော်တို့မှတ်ပုံတွေပြန်ပြီးမနေ့9နာရီပြန်ဆင်းမှာဆိုကျွန်တော်မှတ်ပုံတွေပြန်တွိုင်းပြီးတော့မှတ်ပုံတွေကကြိုလာပြီးအဲ့မှာကျွန်တော်လက်လေးသွားတာဟာဘာလို့တော့ဆိုကြမှာရုပ်ရှင်ကားတကားလို့နည်းနည်းလို့ဖြစ်နေတာ ဘယ်လိုပြောရမလဲထူးထူးဆန်းဆန်းကြီးတွေကြုံတာ ဖြစ်နေတာ ကျွန်တော်လည်းဒါအသက်40ရှိပြီအမရယ်ပြီးတော့ဒီဆရာဝန်တယောက်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့အမှန်တမ်းပြောလို့ရှိရင်စိတ်ကြမ်းမာရေးဘက်ကိုပဲပိုဦးစားပေးတာပေါ့နော်ကလေးတွေကိုချောင်းပြတာတရက်တစ်စီတော့မဟုတ်ဘူးဒါစိတ်ကြမ်းမာရေးဖြစ်လောက်တယ်ပေါ့နော်အဲ့ဒါနဲ့တကယ်တမ်းကျတော့စိတ်ကြမ်းမာရေးမဟုတ်ဘဲနဲ့တကယ်ကျွန်တော်တို့သိပ္ပံပညာလိုက်လို့မမီတဲ့တကယ်ပရလောကသားတွေတရက်တစ်စီတွေကတကယ်ရှိရဲဆိုတာအဲ့ခါကျမှရဝါးတွေကျွန်တော်လက်ခံတော့တာပေါ့နော်အဲကျွန်တော်ကိုယ်တိုင်လည်းမယုံဘူးမယုံတဲ့အထဲပါတယ်ဒါပေမဲ့သူတို့ရဲ့ဖြစ်ရတာတွေကျွန်တော်အင်းလေးမှာဆိုလဲလှေကိုလေလှေကိုအောက်ကနေဆွဲမောက်တယ်လို့တွေလောက်တာအကုန်ပါလာတာအမတေပေါ်ကြီးတွေရောအကုန်ပါလာတာဒါပေမဲ့ကျွန်တော်တို့တခုမသေးဘဲနဲ့ကန်ကောင်းသွားတဲ့ချက်ကကျွန်တော်တို့ခြေလေးချောင်းရှောင်လိုက်တယ်အရက်သေးစာမတောက်စားဘူးပြီးလို့ကျွန်တော်အမဲမဝစ်ဘူးအဲ့သုံးချက်ကပရလောကသားတွေကကျွန်တော်တို့မနိုင်တဲ့အချက်ပေါ့အဲ့တော့ဒီမီဒီယာတစ်စင်အားလုံးလည်းပေါ့နော်အဲ့လိုမျိုးကြုံလာရတယ်ဆိုလို့ကျွန်တော်တို့ဖြစ်ရလို့ကြုံလာရရင်အဓိကပရိုက်တာလုပ်မယ်ဆိုခြေလေးချောင်းမစားနဲ့အရက်သေးစာမူရသေးစေးဝါမသုံးဆွဲနဲ့ပြီးအမဲအောင်မဝင့်နဲ့ပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ကတကယ်ကိုလက်စစ်ကမ်းပြီးတော့မှာချချင်ပါတယ်အပြီးတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီအင်းလေးဒေတာပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားပြီလို့ဒါကျွန်တော်တို့ကဟိုပါပေါ့နော်လုပ်ငန်းတောင်းဝင်တာပြီးဆုံးပြီပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ပြန်တိုင်မိလိုက်တာတော့ကျွန်တော်တို့ရမဲသိန်းရဲ့ပြင်မနာရေကိုကျွန်တော်တို့ဆက်လက်ပြီးတော့လှူဒန်းမှုလေးလုပ်အောင်မှာဖြစ်ပါတယ်အဲ့ခါကျရင်တော့ကျွန်တော်တို့ကလည်းအခုကြုံခဲ့ရတဲ့ကားကိုပဲပြန်ငှားပြီးတော့ကျွန်တော်တို့သွားကြည့်အောင်မှာဖြစ်ပါတယ်သွားကြည့်လို့ရှိရင်ဒီကကျွန်တော်ကျွန်တော်အပြန်လေး262မိုင်ပါ262မိုင်မှာမရေအတစ်ဆက်နေချိန်မှာကျွန်တော်ကြားရရပါတော့ဒါကျွန်တော်ကဟိုတကယ်ဖြစ်ရမှာကျွန်တော်တော်ကြောက်သွားတာကျွန်တော် expand နဲ့ပြေးပြီးတော့မကြောက်တဲ့လူတော့ကြောက်တယ်ကျွန်တော်တကယ်မကြောက်ဘူးကျွန်တော်အကုန်လုံးအဖွဲ့တွေကလူတွေကိုတော့ကျွန်တော်ထိန်းတယ်မလေးတို့ညီလေးတို့ဘာမှမဖြစ်ဘူးเนาะโอเคဒီကလေးလေးတွေကျွန်တော်တနိုင်လာတော့ကျွန်တော်မအိပ်ဘူးမအိပ်ဘဲနဲ့မအိပ်ဘူးဘယ်လိုလဲကျွန်တော်လုံးဝမအိပ်ဘူးကျွန်တော်တို့ဖွဲ့တယ်လုံးဝမအိပ်ဘူးအိပ်ဘဲနဲ့ကျွန်တော်ခိုင်းဒီကစောက်ရှောက်တယ်ကလေးကိုစားရရှိတာကျွန်တော်ကြွေးတယ်ပြီးလို့ရှိရင်တေချာသူ့ကိုတိတ်တယ်ပေါ့နော်အခုဖြစ်တော့မှလည်းကြောက်တော့ပေါ့အားနဲ့262မိုင်မှာဗျာဖုံးပြောတဲ့အတိုင်းကကျွန်တော်တကယ်ကြောက်စရာကြီးနော်ဟိုပေါ့ဘယ်လိုလဲဆိုတော့ဗျာခုချိန်ကြီးအားလည်းမထွက်သေးဘူးဟိုယောက်ျားပဲဟိုညနေကျရင်ပဲချိန်ပြလာမှာလဲပေါ့နော်အဲ့လိုမျိုးပြောတာပေါ့နော်မိန်းမတယောက်မိန်းမနဲ့ယောက်ျားနဲ့ဖုံးပြောတာပေါ့မိန်းမလည်းအဲ့လိုမျိုးပြောယောက်ျားလည်းအေးတဲ့ငါအလုပ်ရှိနေတယ်ရောညနေကျမှပြန်ရောက်မယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့ခါအဲ့ဒီတိုင်ကကျွန်တော်နားလည်းအခုဒီမှာတော့နေသွားတယ်ကားဆရာပြောတာဆိုကားဆရာလည်းမဟုတ်ဘူးအဲ့လိုမျိုးမျိုးပေါ့အဲ့လိုကြောက်ပြီးတော့ကားဆရာလည်းဒီခင်းမသွားခင်မှာသူစိတ်လေးနေတယ်တဲ့တခြားကားတို့ဒီစီစဉ်နေလိုက်နေပြောတယ်ပါလာဟောအသွားလဲပါတယ်အပြန်လဲပါတယ်ဗောနော်လို့ပြောတယ်မှာအဓိကတော့ကျွန်တော်အဲ့ဒါပြောချင်တာကတော့ခဏလိုဒီကိုပြောသလိုမျိုးပေါ့ကျွန်တော်တို့လိုမျိုးပဲပေါ့နော်ခရီးထွက်မယ်ပိုင်းလာလို့ရှိရင်တော့ခဏဒီကိုပြောတယ်ပဲလူ73ယောက်မသွားနဲ့73ယောက်မသွားနဲ့ခြေလေးချောင်းမစားနဲ့ပြီးအမေရောက်အင်ဂျီမဝင်းနဲ့အရက်တေစာဗောနော်မျိုးရစေဝါမသုံးဆွဲနဲ့ဗောနော်ဒါပြောရှင်ပရာဟိတဆိုရဲစိတ်ကိုပဲထားတော့ဟိုအောင်နိုင်မယ်လို့တော့ထင်တယ်ကျွန်တော်တို့ဒါမသေးဘဲနဲ့ဒါတော်တော်ကန်ကောင်းတာကျွန်တော်နောက်မှဆိုသေနေပြီဆိုတာကျွန်တော်တို့လည်း express နဲ့ပြန်တယ်သူတို့နဲ့ကားလေးတော့မလောက်ကျွန်တော် express နဲ့ပြန်တဲ့အချိန်မှာအရှိမာတဲ့3ယောက်ဆိုပြီးတော့ကားစီယာ break စောက်အုပ်လိုက်တယ်စောက်အုပ်လိုက်တဲ့အချိန်မှာအဲ့3ယောက်ကဘာမှမရှိလူလည်းမဟုတ်ဘူးအဲ့မှာရှေ့ဘင်းကြီးထောင်တက်သွားတယ် express ကရွှေရုံလေးကထောင်တက်သွားတယ်ဗောနော်အဲ့လိုမျိုးဖြစ်တာတွေလည်းကျွန်တော်တို့ကြုံခဲ့ရတယ်ဒါတော့မှကျွန်တော်တို့ကသူတို့နဲ့သွားတာမဟုတ်တာတော့မှတဖွဲ့တည်းဖြစ်တဲ့အတွက်ကြောင့်ကြုံခဲ့ရတယ်ဗောနော်အဲ့တော့ဒီလေးရောက်တဲ့အချိန်မှာဒီကိုကတော့ကျွန်တော်ခဏပြောတယ်ပေါ့နောက်ကလည်းကျွန်တော်ပေါ့နော်စပို့ပေးတယ်ဒီအင်းလေးကြမှာတာလေကိုကရှေ့ကိုပေါ့အဲ့လိုထပ်ပြီးတော့ကျွန်တော်လည်းတူအဲ့လိုမျိုးထူတန်းခဲ့ပေါ့နော်သူ့စီကိုအဲ့လို message ဝင်လာတယ်ပေါ့နော် message ဝင်လာတော့အဲ့လိုမျိုးအင်ဂျီ90လောက်ရှိတယ်မှာရယ်90လောက်ရှိတယ်အကူကြီးတောင်းတာပေါ့နော်အဲ့လိုမျိုးနည်းနည်းပေါ့လိုအပ်တာလေးပြန်ပြီးတော့ပြန်လဲပြောင်းပြီးတော့ထူတန်းပေးပါဆိုပြီးအဲ့ဒါကျွန်တော်တို့ကလည်းလုပ်ပေးပဲပေါ့နော်ပထမတော့အင်းလေးပြီးကျွန်တော်နားမယ်ပေါ့နားတော့မယ်ပေါ့နော်ကြောက်လဲကြောက်သွားတာလမ်းပေါ်ပြန်ထွက်ပါမှာရယ်ဟိုလမ်းပေါ်ပြန်ထွက်ပြီးတော့ပြန်အလူခံတယ်ပေါ့နော်အလူခံပြီးတော့ကျွန်တော်ကနေပြီးတော့ဒီရတဲ့ငွေမောင်လေးတစ်ခုရသွားပြီကျွန်တော်တို့ကနေပြီးတော့ရမဲသိန်းပြင်မနာကိုကျွန်တော်ပြန်ပြီးတော့တက်လို့ပဲပေါ့နော်အဲ့လိုလေးလုပ်ထားတယ်ခင်ဗျ
Facebook ကနေလည်းကျွန်တော်အဲ့လိုမျိုးပေါ့လူခံတယ်လို့တော့ကျွန်တော်မရေးတော့ဘူးဒါပေမဲ့လည်းဟိုကျွန်တော်ဒီကနေလည်းကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဗီဒီယိုလေးကိုပေါ့နော်အဆုံးထိကြည့်ပေးမယ်လို့ရှိရင်တော့ကျွန်တော်ပဲဖြစ်ဖြစ်ဒီကိုပဲဖြစ်ဖြစ်ဒီလိုဆိုပေါ့နော်ဒီရတဲ့ပတ်စံတွေပေါ်လို့လည်းကျွန်တော်တို့ကဒီရမဲတင်းပြမနာကိုတွားရောက်ပြီးတော့ကျွန်တော်ပတ်ထုတ်ပေးမှာပေါ့နော်အဲ့လိုဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒီကတူဗီဒီယိုကိုကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်များပါကျွန်တော်ပေးချလေးအဲ့လိုမျိုးပြန်သင်ပေးတယ်ပေါ့နော်ဒါအတူရှင်နေလည်းမြင်ရအောင်ပေါ့ကျွန်တော်လမ်းပေါ်ပြန်ထွက်တဲ့ခါမှာလည်းကျွန်တော်တို့ကိုဝိုင်းပြီးတော့เนาะအဲ့လိုမျိုးစပိုလေးတွေပေးပြီးတော့ဝိုင်းပြီးတော့လူကန်လေးထည့်ပြီးတော့ဗောနော်900တစ်ထောင်ကနေစပြီးတော့9ဘောကနေလည်းအဲ့လိုမျိုးပေါ့900တစ်ထောင်ကနေစပြီးကျွန်တော်တို့ဝိုင်းပြီးတော့လူတန်းပေးပါလို့ကျွန်တော်ကဒီကနေပြီးတော့ပြောချင်ပါတယ်ဒီတိုင်းဆက်ပါတယ် ကျေးဇူးပါ အားလုံးကျေးဇူးတင်ပါတယ်ဟုတ်